မင်္ဂလာပါရှင်။ဘာချက်ဘူး channel လေးကတော့ဒီနေ့မှာမြန်မာငွေ9000နဲ့အသားဟင်းတစ်မျိုးချင်းဟင်းတစ်မျိုးကိုချက်ပြပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါအောင်ရှင်။ပထမဆုံးအနေနဲ့မုံလာဥပပလိထားတဲ့အဖြူလေးတွေကိုဒေဥရုပ်ထည့်ပါမယ်။ငရုတ်သီးထောင်းထားလာလေးကိုထည့်ပါမယ်။အချိုမုတ်တစွန်းထည့်ပါမယ်။ချင်းချက်မှဖြစ်တဲ့အတွက်ကြောင့်မလို့စီလေးကိုအနည်းငယ်ထည့်ပါမယ်။အကုန်လုံးထည့်ပြီးသွားပြီဆိုရင်တော့ဒေဥထဲမှာပဲအရသာစိတ်ဝင်သွားအောင်လို့လုံးပြီးတော့နာလေးငယ်လိုက်ပါမယ်။ငယ်ပြီးသွားရင်ဆိုရင်တော့တစ်ခါတည်းလုံးရည်လေးပါထည့်လိုက်ပါမယ်။ရေကိုကိုလိုတလိုမျိုးဒီနေရာမှာစိတ်ကြိုက်ထည့်လို့ရပါတယ်ရှင်။ရေလေးထည့်ပြီးသွားပြီဆိုရင်တော့အဖုံးလေးအုပ်ထားပါမယ်။ခဏကြာမှအဖုံးလေးပြန်ဖွင့်ပြီးတော့ကြည့်လိုက်ပါမယ်။ရေလည်းဘုံဝမ်းဆူလာပြီဆိုရင်တော့လုံလာဥချင်းလေးကိုထည့်မဲ့အခက်အနေနဲ့ငပိုးချောက်အယိုးလေးတွေကိုထည့်လိုက်ပါမယ်။ငပိုးချောက်အယိုးလေးတွေကိုထည့်ပြီးတော့မှွေပြီးတော့မုံလာဥတော့ငပိုးချောက်ကိုလို့အဖုံးလေးပြန်ပိတ်ပါမယ်။တအောက်နေမှာအဖုံးလေးပြန်ဖွင့်ပြီးတော့မုံလာဥလေးနူးလာပြီးဆိုရင်ချင်းရည်လေးလောင်းထည့်ပါမယ်။ဒီနေရာမှာမုံလာဥလေးနူးမှာချင်းရည်ကြီးချင်းရည်လေးကိုထည့်ပါ။ဘာလို့လဲဆိုရင်မုံလာဥမနူးဘဲနဲ့ချင်းရည်ကိုတောက်ထည့်လိုက်တဲ့အခါမှာဇက်တောက်နဲ့ဖြစ်သွားပါမှာနော်။ဒါကြောင့်မလို့မုံလာဥလေးနူးလာတော့မှချင်းရည်လေးကိုထည့်ရမှာဖြစ်ပါတယ်ဒီလိုမျိုးလေးနူးလာပြီဆိုရင်မကြီးချင်လေးထည့်ပြီးနူးလာပြီဆိုရင်တော့အရင်အရသာရှိတဲ့မုံလာဥချင်းရည်လေးတစ်ခွာရပါပြီရှင်မုံလာဥချင်းလေးချက်ပြီးပြီဆိုရင်တော့အမြင့်နဲ့နှလုံးချက်ဖို့အတွက်စက်တုံးအဖြူနဲ့ဂျင်းကိုအရင်စေတတ်ပါမယ်ချက်တုံပြူနဲ့ချင်းကိုအနံလေးမှုေးလာတဲ့အထိစီတတ်ပါမယ်။အနံလေးမှုေးလာပြီဆိုရင်တော့ချက်တုံအနီလေးကိုထည့်ပါမယ်။ချက်တုံအဖြူနဲ့အနီလေးကိုအနှစ်လေးကျအောင်လို့အနံလေးလည်းထွက်အောင်လို့ဆိုပြီးတော့နည်းနည်းကြလေးမှုေးပေးပါမယ်။ဒီလိုမျိုးမှုေးပေးပြီးသွားပြီဆိုရင်တော့ငရုတ်သီးအယောင်တင်မုတ်ကိုအလိုတလိုမျိုးထည့်နိုင်ပါတယ်ပေါ့နော်။ဒီနေရာမှာဟင်းနှစ်စွန်းထည့်ထားပါတယ်။ပြီးရင်တော့ငရုတ်သီးခွဲချမ်းလေးဆက်လေးစားချင်တာဖြစ်တဲ့အတွက်ငရုတ်သီးခွဲချမ်းလေးတစ်စုံကိုလည်းထည့်ပါတယ်ပြီးရင်တော့ငရုတ်သီးအယောင်တင်မုတ်တွေနီးပြီးတော့ညိုရောက်တန်းလာတဲ့အထီကိုနည်းလေးအချိန်ကြာလေးစီတက်ပေးပါမယ်နော်နည်းလေးညိုလာပြီဆိုရင်တော့အမြင့်နဲ့နှလုံးနဲ့ထားတာတွေကိုထည့်ပြီးတော့လုံးပါမယ်ရေလုံးဝမထည့်ပါဘူးဒီနေရာမှာသူ့ရေနဲ့သူပဲလုံးပါမယ်အဖုံးလေးဖုံးပြီးခဏအကြာမှာအဖုံးလေးကိုပြန်ဖွင့်ပြီးတော့ဒီတိုင်းလေးပဲအဖုံးဖွင့်ပြီးတော့ချက်ပါမယ်ပြီးရင်တော့ရေလေးတွေခန်းလာတဲ့အထိမှွေပေးပါမယ်ရေလေးတွေခန်းသွားပြီးစီလေးလည်းပြန်လာပြီဆိုတော့မှကိုထဲခြင်းနဲ့အရသာမဆလာကြရင်လည်းထည့်လို့ရပါတယ်။ဟင်းချက်သူကတော့ဒီနေရာမှာမဆလာကြိုက်တဲ့အတွက်ကြောင့်မလို့မဆလာလေးကိုများလေးထည့်လိုက်ပါတယ်။ဒီလိုမျိုးမဆလာလေးတွေလည်းထည့်ပြီးပြီးဟင်းကလည်းစီလေးလည်းခန်းလာပြီဆိုရင်တော့6ကလေးဖြစ်အောင်လို့ဝေပေးပါမယ်။ဒါဆိုရင်တော့အရင်အရသာရှိရဲ့ကြက်အမြင့်နှလုံးဟင်းလေးရပါပြီရှင်။နောက်ဗီဒီယိုလေးတွေတင်ပေးအောင်မှာဖြစ်လို့မမေရဲ့ channel လေးကို like and subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့ရှင်။ကြည့်ရှုသူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။